ကြတော့ခါအဖေနဲ့အမေမသပင်ဖြူပါရင်တွန်းလာအိုမေလာကသာသမီအတွက်ဝိတရားမပြတ်နိုင်မှာကြည်ရဆုံးတဲ့တနေ့မှာတာကခွဲခွာသမီးကလည်းခွဲခွာသွားတာချစ်လေချစ်မရအတွက်သာအော်အချစ်စံဝင်သွားကြတာအဖေအိုအမေအိုကြီးခမသူတို့တိုင်းအဝိုင်းနဲ့အတူနေဖို့ခလာပြန်နာအိုးတော့ကကြုံရအဖေအိုကြီးလည်းမဖြစ်တာပါအမေအိုကြီးလည်းဝေဒနာပါအိမ်အိုကြီးလည်းနှစ်ယောက်တည်းပါအချစ်တောင်ဝါလေးထဲမှာကြံခဲ့ရပြီအဖေအမေပါကျွန်တော်တို့ငယ်စဉ်တောင်းကြီးခလေးပေါ့လူမမသိတဲ့အရွယ်ကလေးပေါ့ဦးဝဲလို့ကိုတတ်ခါစားအရွယ်ကလေးခါအဖေနဲ့အမေရဲ့ရင်ဝင်ထဲမှာထွေးပွေယူရကျင်နာမှုတွေကျွန်တော်တို့သာသမီတိုင်းအပြေဝခံစားခဲ့ရပါပါတယ်ကျွန်တော်တို့အရွယ်လေးရောက်စကားလေးမပိကလာနဲ့အဖေအမေလို့ခေါ်လိုက်တဲ့အခါမှာအဖေနဲ့အမေရဲ့ရင်ထဲမှာပီတိတွေဖြစ်ခဲ့ရတာပေါ့ဟာကြည်စမ်းမိမကြီးငါတို့သားလေးကအဖေအမေတောင်ခေါ်ရနေပြီငါတို့သမီးလေးကစကားလေးမပိကလာနဲ့ပြောထက်လိုက်တာဟာဆိုပြီးတော့လူတကာကိုလဲကြွားခဲ့ရတာပေါ့ဗျာမကြပါဘူးကျွန်တော်တို့သားသမီးတွေနည်းနည်းလေးအရွယ်ရောက်လာမိဘတွေကပညာတွေသင်ကြားဖို့ဆိုပြီးကျောင်းတော်ကြီးကိုပို့ခဲ့ကြတာပေါ့သားသမီးတွေကပညာတွေသင်ရင်းနဲ့အရွယ်ရောက်လာပညာတွေကစုံလာတဲ့တနေ့မှာအဖေနဲ့အမေသားတို့သမီးတို့အိမ်တော်ပြုတော်မယ်လို့အဖေနဲ့အမေကိုပြောလိုက်တဲ့အခါမှာအဖေနဲ့အမေရင်းထဲမှာကောင်းကင်ကမိုးကြိုးကြီးပြချလိုက်တဲ့ခံစားလိုက်ရတာပါအော်ငါတို့သားတွေသမီးတွေကိုခလေးလေးတွေလို့ထင်မှတ်နေခဲ့တာသူတို့လေးတွေကအရွယ်ရောက်လာလို့အိမ်တော်ပြုကြတော့မယ်ဆိုပါလားဒါပေမဲ့အဖေနဲ့အမေခမမရှိတဲ့ကြားတဲ့ခါငါသားလေးတော့လူပုံအလယ်မှာမျက်နှာအငယ်မှာဆိုးလို့ဆိုပြီးမင်္ဂလာပွဲကြီးတွေကိုခန်းခန်းနာနာရင်ကျင်းပပေးခဲ့တာပေါ့သားသမီးတွေကတော့အိမ်တော်ရသားလဲကြတော့မိဘတွေရင်ဝင်ကနေပြီးတော့ခွဲခွာထွက်ပြီးတအိုးတဲ့ထူထောင်ခဲ့ကြတာပေါ့ဗျာအိမ်တော်ရသားကြသွားတဲ့သားသမီးတွေငါသားတို့ငါမရတော့ရဲ့ဆိုပြီးတော့အလုပ်တွေကိုစူးစမ်းရုံးကရှောက်ပြီးခဲ့ပြီဘိုးငယ်စဉ်တောင်းရင်ကလေးဘဝကတဲ့အခါလူလားမြောက်တဲ့အရွယ်ကြီးပြုစုဆောင်ရှောက်ကျွေးမွေးခဲ့တဲ့အဖေနဲ့အမေရဲ့မြတ်တာတရားတွေကိုတော့ကျွန်တော်တို့သားသမီးတွေမိနေခဲ့ကြပါတယ်အဖေနဲ့အမေခမရသားတွေသမီးတွေတက်လုံးအတူတူနေသွားရှင်တာပေါ့မိမကြီးငါတို့သားသမီးတွေကအိမ်တော်ရသားကြပြီတအိုးတိမ်ထူထောင်သွားရပြီဟာငါတို့တယောက်ဘယ်လိုနေရတော့မှလဲအမေကလေအော်ယောက်ျားရဲ့ငါတို့သားသမီးတွေအိမ်တော်ပြုတ်ပြီးအိမ်တော်ဖွဲသွားတော့ငါတို့နေစရာအိမ်ကြီးပေါ်တော့ပေါ်ဟာဒီလိုနဲ့အဖေနဲ့အမေဟာသူတို့ရဲ့ချစ်လာပါတယ်ဆိုတဲ့သားလေးနဲ့အတူတူလိုက်ပြီးနေကြရတာပေါ့
တိတ်မကြပါဘူးချွေးမရဲ့ညူညင်ပြစ်ပယ်ခြင်းကိုခံရလို့အဖေနဲ့အမိခံပြန်လာခဲ့ရပါတယ်ဒါကိုလေအမေကယောက်ျားတဲ့ဒီတကငါတို့သားလေးနဲ့မနေရတော့ဘူးဆိုတော့ငါတို့မှာသမီးလေးရှိသေးတာပဲတဲ့ငါတို့သမီးကလေးနဲ့အတူတူသွားနေရမှာပေါ့တဲ့အဖေကလေအော်မိမရဲ့နေအခုချိန်လေးတော့မှာပဲနောင်နာမရသေးဘူးလားငါတို့ကိုချစ်လာပါပြီဆိုတဲ့သားအဖေနဲ့အမေနဲ့သားတစ်သက်လုံးလောက်ကရွေးပြီးအိမ်ဦးခန်းမှာထားပါမယ်ဆိုတဲ့သားကသူ့မိမကိုကြောက်ငါတို့ကိုသူ့အိမ်ပေါ်ကနေ